မြမသမိုင်းမှာယဟန္တာလို့လူအများသတ်မှတ်ကြီးညိုကြတဲ့တတ်တော်ရှိဆရာတော်ကြီးများစွာရှိခဲ့ပါတယ်။ဒါပေမဲ့အချိန်ကာလ9 ရက်အတွင်းမှာတင်မညံဖူညံအဆင့်ဆင့်ကိုမျက်မှောက်ပြုနိုင်ခဲ့တဲ့ဖြစ်စဉ်ကတော့အလွန်ရှားပါလှပါတယ်။အဲ့ဒီလိုထူးခြားဆန်းကျယ်တဲ့သမိုင်းမှတ်တိုင်ကိုစိုက်ထူခဲ့တဲ့သူကတော့ညောင်လွန်တော်ရဆရာတော်ဘုရားကြီးဖြစ်ပါတယ်။ဇတ်လန်းကို1868ခုနှစ်1229ခုနှစ်ဖေဖော်ဝါရီလ19ရက်ဗုဒ္ဓဟူးနေ့မှာစတင်ရပါမယ်။မိထ္ထီလာခရိုင်အိုင်ရွာမှာခမဲတော်ဦးမှန်မဲတော်ဒေါ်ကုံတို့ကနေဆရာတော်လောင်းလျာကိုဖွားမြင်ခဲ့ပါတယ်။ဖွားမြင်စဉ်ကတည်းကလက်ဖွားခြေဖွားတွေမှာဆက်လက်ခဏတော်တွေပါရှိနေတာမို့အနာဂတ်မှာသာသနာအာဇာနည်ဖြစ်လာမဲ့သူလို့အများကနမိတ်ဖက်ခဲ့ကြပါတယ်။အရွယ်ရောက်တဲ့အခါမိုးနံကုန်းဆရာတော်ဘုရားကြီးထံမှပညာသင်ကြားပြီးသာသနာပေါင်းသို့ဝင်ရောက်ခဲ့ပါတယ်။ဆရာတော်ဟာဝီနီးနဲ့ပိဋကတ်စာပေတွေကို15နှစ်တိုင်တိုင်အပတ်တကုတ်သင်ယူခဲ့ပြီးကျမ်းဂန်တက်အကျော်အမော်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီလိုစာပေကျမ်းဂန်အကျော်အမော်ဖြစ်လာခဲ့ပေမဲ့ဆရာတော်ကြီးဟာပရိယတ်တိမှာသူမတူအောင်အားထုတ်ကြိုးစားတော်မူပါတယ်။ဆရာတော်ကြီးအားထုတ်ပုံကိုဖော်ပြပါမယ်။အဲ့ဒီအချိန်တုန်းကညောင်လွန်ဆရာတော်ဘုရားကြီးဟာလောကီလောကုတ္တရာတရားမပြတ်အောင်ဆောင်ရွက်တော်မူခဲ့ပါတယ်။ည10နာရီအထိပရိယတ်တိကိစ္စကိုပြီးစေကကျေးဇူးတော်ရှင်မိုးနံကုန်းဆရာတော်ဘုရားကြီးထံသို့လျှောက်ထားစရာရှိကလျှောက်ထားရင်းဝတ်ပြေတော်မူပါတယ်။ဆရာတော်ဘုရားကြီးထံတော်၌ခါစားဝတ်ပြေတော်မူပြီးမှည10နာရီအချိန်မှာမိမိနေရာသို့ပြန်ကြွပြီးဝီနီတုတ်တံအဘိဓမ္မာတွေကိုအာဂုံပြန်လှန်ရွတ်ဖတ်တဲ့စေတော်မူပြီးတဖန်မိုးနံကုန်းဆရာတော်ဘုရားကြီးထံတိလို့သမျှမေးခဲ့သည်တွင်ဆရာတော်ကြီးဖြေကြားချက်များကိုပြန်လည်တွေးတောဆင်ခြင်ကာမှတ်တမ်းတင်ခြင်းအမှုကိုပြုတော်မူပါတယ်။အဲ့ဒီနောက်ည12နာရီခန့်ရှိမှအရှိတ်ကမ္မထမ်းကြောင်သို့ကြွတော်မူပြီးတရားအားထုတ်တော်မူပါတယ်။တနေ့ကိုတနာရီ2နာရီခန့်သာအိပ်ဆက်ပြီးပရိယတ်တိနဲ့ပရိပတ်တိသာသနာအကျိုးကိုဆောင်ရွက်တော်မူပါတယ်။ဝီနီးသိက္ခာနဲ့ဆရာသမားကိုလည်းအလွန်ကိုလေးစားယုံတဲ့ဆရာတော်ကြီးလည်းဖြစ်ပါတယ်။ဆရာဖြစ်သူမိုးနံကုန်းဆရာတော်ဘုရားကြီးပြန်လွန်တော်မူသည့်တိုင်အောင်လဲကျွင်းကြံရစ်တဲ့အယိုးတတ်တော်တွေကိုဇေယီတော်ကြီးတည်ထားပြီးတတ်တော်ထင်ရှားရှိစဉ်ကကဲ့သို့ပင်ည၌၎င်းနနက်2နာရီအချိန်၌၎င်းကိုရိုတိုင်းပြုစုအားထုတ်တော်မူသည့်အပြင်ဇေဒီတော်ရေတံပူမျက်နှာတုပ်ပွားစီမီတို့ကိုအမြဲပင်ဆက်ကပ်လှူဒန်းတော်မူပြီးဇေဒီတော်မြတ်ကြီးရဲ့အယက်ရှိမျက်နှာကိုထီချင်း၅ပါးနဲ့အလွန်ယိုသေးစွာရှ िख ိုးဥချကြော့ခြင်းတို့ကိုအသက်ထက်ဆုံးပြုစုအားထုတ်တော်မူခဲ့ပါတယ်။ညောင်လွန်ဆရာတော်ဘုရားကြီးရဲ့ဆရာသခင်မိုးနံကုန်းဆရာတော်ဘုရားကြီးဟာဝါတော်65ဝါရမှဘဝနှစ်ထံပြန်လွန်တော်မူခဲ့ပြီးနောက်ရုပ်စိုးနတ်ကြီးဖြစ်နေကြောင်းအံ့ဖွယ်လေ့လာမှတ်သားရပါတယ်။တမာတိအားကောင်းလှတာကြောင့်နာနာဘာဝဝိနာဘာဝတို့ကိုမြင်တွေ့ရခြင်းညောင်လွန်ဆရာတော်ဘုရားကြီးဟာတမာတိအားအလွန်ပင်ကောင်းလှတာကြောင့်တရားထိုင်နေရင်ဆင်ခြင်ကြည့်လိုက်ရင်ပဂရိမျက်စိနဲ့မြင်ရတဲ့ကဲ့သို့နာနာဘာဝဝိနာဘာဝဖုတ်ပိတ္တာအမျိုးမျိုးတို့ကိုမြင်တွေ့ရကြောင်းမကြာအမိန့်ရှိခဲ့ပူပါတယ်။ဆရာတော်သတင်းသုံးနေတဲ့တောရကျောင်းတိုက်မှာလည်းတခါတန်ဃာတော်တွေနေထိုင်မကောင်းဖြစ်လာရင်ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကကြိုတင်သိတော်မူပြီးဥပစင်းတို့တစ်တိုက်လုံးမှာအသီးသီးဆိုင်ခွဲ၍ပရိတ်ကမဝါစာများကိုရွတ်ကြသီလမေတ္တာကိုပွားများကြလို့အမိန့်ရှိတော်မူပြီးဘာမဟုတ်တဲ့နွားပိတ္တာဝက်ပိတ္တာကြက်ပိတ္တာစတဲ့တကိုးသေးနှုတ်တဲ့ပိတ္တာကောင်တွေအုပ်လိုက်အဆုတ်လိုက်ကျောင်းပုံဝန်းကျင်မှာရောက်နေတယ်။သူတို့ဟာဖျားအောင်နာအောင်ဒုက္ခဝေဒနာအမျိုးမျိုးဖြစ်အောင်နှောက်ယှက်နေကြတာလို့အမိန့်ရှိတာကြောင့်ပရိတ်ကမဝါစာတွေကိုတန်ဃာတော်များကတတိုင်းလုံးမှုန်သွားအောင်ရွတ်ကြသီလမေတ္တာပွားကြရာယောဂမှန်သမျှလည်းကင်းပြောက်ပြီးချမ်းသာကြရပါတယ်။တခါကလည်းဆရာတော်ကြီးသတင်းသုံးနေတဲ့ရွာမှာပလိယောဂါဖြစ်ပေါ်နေပြီးတောရကျောင်းတိုက်မှာလည်း
တောကျွတ်ကြောင်းကျွတ်တွေအတော်မတတ်နိုင်အောင်တီလို့ကြလာကြကုန်တော့တယ်အဲ့ဒီခါညောင်လွန်းတော်ရဆရာတော်ဘုရားကြီးကဥပဇင်းတို့နှိမ့်ဆက်မဲ့ဘလူးတွေပိတ်တာတွေလာကုန်ပြီတီလာကိုတုတ်တင်ကြမြစ်တာကိုများများပွားကြပရိတ်ကမဝါစာတွေကိုရွတ်ဖတ်တဲ့စေကြရမယ်လို့အမိန့်ရှိတော်မူတာကြောင့်တကြောင်လုံးလဲဆရာတော်ကြီးဩဝါဒမိန့်ကြားချက်ကိုလိုက်နာပြီးပရိတ်ကမဝါစာတွေကိုကျောင်းတွင်သာမကတရွာလုံးကိုပါပတ်ပြီးရွတ်ဖတ်တဲ့စေပူဇော်ကြစီမီတွေကိုနေရာအနှံ့ထိန်နေအောင်ထုံးညှိကြရာကြွက်လာယုံမှတပါကျောင်းတိုက်ကြီးတစ်ခုလုံးမှာဘာဥပတ်အန္တရာယ်မှမဖြစ်တဲ့အပြင်တရွာလုံးလည်းပလီယောဂကင်းရှင်းသွားလေတော့တယ်တခါတော့ကလည်းအောက်ညောင်လေးပင်မြို့နယ်ခင်တန်းရွာတိမ်သမုတ်ကိုဆရာတော်ကြီးကြွရောက်တော်မူစဉ်တုတ်တန်တစ်ခုအနီးကြမ်းတမ်းလှတဲ့နေရာတစ်ခုမှာတောအာယုံခံနေတော်မူပြီးဆင်ခြင်ကြည့်ရှုတော်မူလိုက်တဲ့အခါအနီးပတ်ဝန်းကျင်မှာအမျိုးမျိုးသောနာနာဘာဝဖုတ်ပိတ်တာတွေကိုမရေမတွက်နိုင်လောက်အောင်များပြားလှစွာတွေ့ရှိရပါတော့တယ်။တချို့ကဆရာတော်ကိုရိုသေစွာရှိခိုးကြတယ်။တချို့ကလည်းရှမခိုးပဲထိုင်ကြည့်နေကြတယ်။တချို့ကလည်းလှောင်ကြပြောင်ကြနဲ့မယုံမသိပြုတ်နေကြတာကိုတွေ့ရပါတယ်။တချို့ကလည်းနောက်ကျောပေးပြီးထိုင်နေကြတယ်။အဲ့လိုအမျိုးမျိုးသောနာနာဘာဝတွေကိုတွေ့ရတဲ့အခါဆရာတော်ကြီးကမေတ္တာတုတ်ကိုစတင်ရွတ်ဖတ်ပါတယ်။သို့ပေမဲ့အကြောင်းတစုံတရာမထူးခြားသေးတာကြောင့်အာရဏတိယပရိတ်တော်ကိုရွတ်ဖတ်တဲ့စေရာဆရာတော်ရဲ့သီလစင်ကြယ်မှုနဲ့ပရိတ်တော်တကူကြောင့်ပြောင်းလောင်နေကြတဲ့မယုံမသိကြောပေးထိုင်နေကြတဲ့နာနာဘာဝအားလုံးဟာဆရာတော်ကြီးရှိတော်ကိုအရှိုးအရှိုးလာရောက်အယူသေးပေးကြော့ကြတာကိုနေရာမှာတင်ပျောက်သွားကြတာကိုတွေ့ရပါတယ်။ကျေးဇူးတော်ရှင်မိုးနံကုန်းဆရာတော်ဘုရားကြီးပြန်လည်တော်မူပြီးနောက်ညောင်လွန်ဆရာတော်ဘုရားကြီးဟာတောရကျောင်းရှိဝိယုံကျောင်းကြီးပေါ်မှာတပါးတဲ့သတင်းသုံးနေတော်မူရင်တရားအထုတ်ခြင်းအမှုကိုဆက်လက်လှုပ်ဆောင်နေပါတယ်။ဒီနေ့ဆရာတော်ဟာနနက်3နာရီအချိန်တုံးခောက်ပြီးနောက်တရားကိုနှလုံးသွင်းနေစဉ်ကျောင်းပေါ်ကိုလူတစ်ယောက်တက်လာပြီးလာရောက်ရှ िख ိုးဥချတာကိုတွေ့ရပါတယ်။ဆရာတော်လည်းထိုပုဂ္ဂိုလ်ကိုမေးမြန်းတော်မူရာထိုပုဂ္ဂိုလ်ကအရှင်ဖျားတို့အကြံဥသွားလို့အရှင်ဖျားတို့ရဲ့သီလမေတ္တာတကူကြောင့်တပည့်တော်တို့မှာအထက်နှက်တို့ရဲ့အမိန့်နဲ့အရှိတောင်ကြီးကိုပြောင်းရွှေ့သွားရပါတော့မယ်။ဒီနေရာဟာတပည့်တော်တို့နှစ်ပေါင်းများစွာနေခဲ့တဲ့နေရာပါ။သို့ပေမဲ့အခုတော့အထက်နှက်တွေညွှန်ကြားချက်အတိုင်းပြောင်းရွှေ့ရပါတော့မယ်။အရှင်ဖျားတို့ချမ်းချမ်းသာသာသတင်းသုံးနေတော်မူရပေတော့ဖျားလို့လျှောက်ထားဥချပြီးနောက်ကျောင်းပေါ်ကပြန်ဆင်းသွားပါတယ်။မကြာမီကျောင်းတိုက်ကြီးရဲ့အနောက်တောင်ဘက်ရေကန်ကြီးအနီးကနေလူတန်လှဲတန်ခွေးတန်နဲ့ကလေးငိုတန်တွေစူညံစွာကြားရပြီးပြောင်းရွှေ့ထွက်ခွာသွားကြတာကိုဆရာတော်ကြီးမနှောအာယုံနဲ့မြင်လဲမြင်ရကြားလဲကြားရကြောင်းမိန့်တော်မူခဲ့ပါတယ်။ကျေးဇူးတော်ရှင်ညောင်လွန်တော်ရဆရာတော်ဘုရားကြီးဟာအထက်ကဆိုခဲ့တဲ့အတိုင်းတမာတိအားအလွန်ကောင်းပြီးအချားအမြင်ပေါက်နေပေမဲ့ယဟန်ကိစ္စမပြီးသေးတာကြောင့်အားရတင်းတင်ခြင်းမရှိပဲတမာတိကိုအခြေတည်၍ဝိပဿနာကိုမနာမနေကြိုးစားအားထုတ်တော်မူပါတယ်။တခါကလည်းမိုးနံကုန်းဆရာတော်ဘုရားကြီးရဲ့အယိုးအိုးစီရီတော်ကြီးရဲ့မြောက်ဖက်ဇရက်ကြီးပေါ်မှာတပါးတဲ့ည10နာရီအချိန်မှစပြီးတရားအားထုတ်နေစဉ်ဇရက်ရဲ့အပြင်ဘက်မှာတဝုံဝုံနဲ့မြေကိုရိုက်ပုတ်နေတဲ့အတန်ကိုစူညံစွာအတန်ပြင်းပေးလျက်ပြုတ်နေတာကိုအကောင်အထည်မမြင်ရပဲကြားနေရပါတယ်။ဆရာတော်လည်းတမာတိလုပ်ငန်းကိုအနှောက်အယှက်ဖြစ်တာကြောင့်စင်ကျင်ကြည့်ရှုတော်မူရာဘုန်းကြီးကျောင်းတိုင်လုံးမကကြီးမားလာတဲ့အစိမ်းရောင်မွေးနဂါးကြီးဟာကြီးမားလာတဲ့အမိကြီးကိုရေပြင်ပေါ်ကိုရိုက်ပုတ်ပြီးလာရောက်နှောက်ယှက်နေတာကိုတွေ့ရပါတယ်။ဆရာတော်လည်းငါတရားအလုပ်လုပ်နေတာကိုလာရောက်နှောက်ယှက်တာဟာမန်နဲ့ရဲ့အသင်းပင်းတွေပဲဖြစ်ရမယ်။ကဲငါသူတို့ကိုအာယုံမပြုတော့ဘူး။ငါအသက်ကိုပင်တတ်လို့ကတတ်စေတော့။ငါဤယဟန်တရားကိုကမစွန့်တော့ဘူး။မရမနေအားထုတ်တော့မယ်လို့စိတ်ကိုဒုံဒုံချကာမိမိအသက်ကိုစွန့်တော်မူ၍တရားကိုသာအာယုံစူးစိုက်လျက်ရှုမှတ်ပွားများလေတယ်။သို့ပေမဲ့ထိုအနှောက်ယှက်ကနှောက်ယှက်မြဲနှောက်ယှက်လျက်ရှိလေတယ်။မနက်3နာရီခန့်အချိန်ရှိတဲ့အခါအလုတ်ကျွေးတစ်ပည့်ယဟန်တစ်ပါးကမျက်နှာသိရည်တပူမျက်နှာတုပ်ပွားတို့ကိုလာရောက်တင်တဲ့အခါကျမှဆရာတော်ကဥပဇင်
ဇရက်အပြင်ဘက်မှာဘာရှိတုံးတွားကြည့်စမ်းလို့မိန့်တော်မူရာဦးပဇင်းလဲဇရက်ကိုလှည့်လည်ကြည့်ရှုရာတနေရာအရောက်မှာအလျား9000ခန့်ရှိတယ်အလွန်ကြီးမားတဲ့မွေစိမ်းကြီးတိုးထဲဝင်ရောက်သွားတာကိုကြောက်မက်ဖွယ်ရာတွေ့လိုက်ရတယ်လို့ဆိုပါတယ်ဆရာတော်ဟာတမာဒီတရားအခြေခံတဲ့ဝိပဿနာကိုအပြင်းအထန်အားထုတ်တော်မူရာAD 1920ခုမေလ29ရက်ကြာသပတေးနေ့နနက်3နာရီအချိန်ညောင်းလွန်တော်ရတိုက်ရှိဝိယုံချောင်းကြီးပေါ်ကအမြဲထိုင်နေတဲ့ကျိန်ကလထိုင်ကြီးပေါ်မှာတန်တိဒုက္ခနိဗ္ဗာန်ဓာတ်ကိုအာယုံပြုလျက်ပထမမတ်ဖို့ဖြစ်တဲ့သောတာပတ္တိမတ်ကိုစတင်ရရှိတော်မူပါတယ်။အဲ့ဒီနောက်တဖန်မနာမနေစူးစမ်းအားထုတ်တော်မူပြန်ရာပထမမတ်ဖို့ကိုရတော်မူပြီးနောက်9ရက်မြောက်နေ့ည10:00နာရီတုံးခောက်ပြီးဝိယုံချောင်းပေါ်ကစာချခန်းထဲမှာ1282ခုနေုံလဆုပ်3ရက်ည7:00နာရီအချိန်ခန့်မှာဒုတိယမတ်ဖို့ဖြစ်တဲ့တက္ကဓာမိမတ်ကိုရရှိတော်မူပါတယ်။ဒုတိယမတ်ဖို့ကိုရတော်မူပြီးဆက်လက်၍အပြင်းအထန်အားထုတ်တော်မူပြန်ရာယုံပိုင်ကြီးဆောက်လို့လူဒန်းထားတဲ့ဖန်ခါးပင်ကျောင်းတော်ပေါ်မှာတတိယမတ်ဖို့ဖြစ်တဲ့အနာဂါမိမတ်ကိုရရှိတော်မူပါတယ်။ထူးခြားတာကဒုတိယမတ်ဖို့နဲ့တတိယမတ်ဖို့ဟာတရက်သာခြားပြီးနေုံလဆုပ်4ရက်နေ့အာယုံတက်ခါနေအချိန်မှာတတိယမတ်ဖို့ကိုရတော်မူခဲ့တာပါ။ဒါကြောင့်တရားဟာကြင့်ကြံအားထုတ်ရင်အစာပိုင်းသာတရားတတ်ဖို့ခက်ပေမဲ့တမာတိအားကောင်းပြီးအချိန်ရလာတဲ့အခါအထက်မှတ်ဖို့ကိုရရှိဖို့ရာအင်မတန်လွယ်ကူကြောင်းကိုလည်းဆရာတော်ကြီးတာရကနဲ့အတူဆင်ခြင်သရာပွားမိပါတယ်။နောက်ဆုံးမှတ်ဖြစ်တဲ့အရဟတမှတ်ဖို့ကိုတော့တတိယမှတ်နဲ့3ရက်သာခြားပြီး1920ခုနှစ်နေုံလဆုပ်9ရက်နေ့နနက်4နာရီအာယုံတက်အချိန်မှာရရှိတော်မူပြီးယဟန်ကိစ္စပြီးဆုံးတော်မူကာယဟန်နာစင်စစ်ဖြစ်တော်မူခဲ့ပါတယ်။ပထမတိုက်ချက်ဆရာတော်ခိတ္တဝေမာနိကပိတ္တာဖြစ်၍မကြာမီပင်အထက်နှက်ပြည်၌ဖြစ်သည်ကိုမြင်တော်မူခြင်းညောင်လွန်တော်ရကျောင်းတိုက်ကြီးရဲ့ပထမတိုက်ချက်ဆရာတော်ဦးနန္ဒီယပြန်လွန်တော်မူရာမိမိရဲ့အတ္တဘောကိုတွေ့တာလျက်စုတိသွားတာကြောင့်သီလအလွန်ပင်စင်ကြယ်တော်လဲဝေမာနိကပိတ္တာဘဝသို့ရောက်နေကြောင်းသိရပါတယ်။အဝတ်အစားကောင်းစွာမဝတ်ရမစားရပဲပိန်ချုံညှိုးနွမ်းလျက်ရှိကြောင်းမိမိတည်င်းသုံးနေတော်မူတဲ့ဝိယုံကျောင်းကြီးရဲ့ဖနက်ချွတ်တကားဝမှာလာပြီးထိုင်နေတာကိုမြင်တော်မူရကြောင်းဒါကြောင့်ညောင်လွန်တော်ရဆရာတော်ဘုရားကြီးကတပည့်တပန်းတကားတကာမတွေကိုစွန်းသင်္ကန်းစရာတွေကိုတန်ဃာတော်တွေအားလှူဒန်းစွန်းသွတ်၍အမြအတမ်းပေးဝေစေတော်မူပါတယ်။အဲ့ဒီလိုစွန်းသွတ်ပြီးညမှာပဲပထမတိုက်ချက်ဆရာတော်တစ်ဖြစ်လဲဝေမာနိကပိတ္တာဟာပိတ္တာဘဝကနေနတ်ဝတ်တစားဒွါရာတွေဝတ်ဆင်လျက်ကိုရောင်ကိုဝါပြောင်လက်တောက်ပပြီးဝါဖြိုးလှစွာနဲ့ညောင်လွန်ဆရာတော်ကြီးကိုလာရောက်ရှိခိုးကြော့ကတပည့်တော်ဆရာတော်ရဲ့ကျေးဇူးကြောင့်အထက်နှက်ပြည်ကိုတက်ရတော့မှာပါဖေဟာဒါကြောင့်လာရောက်ရှိခိုးဦးချကျေးဇူးတင်စကားပြောတာပါလို့လျှောက်ထားပြီးနောက်ပျောက်ကွယ်သွားကအထက်နှက်ပြည်မှာဖြစ်သွားကြောင်းဆရာတော်ကြီးအမိန့်ရှိတော်မူခဲ့ပါတယ်ညောင်လွန်တော်ရဆရာတော်ကြီးဟောကြားခဲ့တဲ့တရားဟာရိုးရှင်းပြီးအနှစ်သာရရှိပါတယ်ဆရာတော်ဟာတပည့်တွေကိုဆုံးမတဲ့အခါမှာအမြဲတမ်းတိုက်တွန်းလေးရှိတာကတော့ငါတို့ဟာကိုမိုးသူတော်ဖြစ်အောင်ဝါကြွားဖို့မဟုတ်ဘူးတရားဆိုတာမျက်မှောက်ရရှိတဲ့ပုံကုများမှာမိုးကြိုးပစ်တာထက်ထင်ရှားပါတယ်ဆိုတဲ့အဆုံးအမပဲဖြစ်ပါတယ်ဒါအပြင်ဆရာတော်ကြီးဟာအစားစားချိန်မှာလည်းစွန်းဟင်းတွေကိုရောနေပြီးအာဟာရအဖြစ်သာဖုံးပေးတဲ့ကျင့်စဉ်ကိုခန္ဓာဝန်ချသည့်အထိကျင့်သုံးခဲ့ပါတယ်ဒါဟာလောကီအာယုန်တွေကိုလုံးဝစွန့်ပယ်ပြီးတရားကိုသာဥထိတ်ထားသူတဦးရဲ့ကျင့်စဉ်ပါပဲ1933ခုနှစ်1295ခုနှစ်နေုံလမှာတော့ဆရာတော်ကြီးဟာခန္ဓာဝန်ချပြီးပြိဋိဘံဆံလွန်တော်မူခဲ့ပါတယ်ဒါပေမဲ့ဆရာတော်ကြီးရဲ့ဓာတ်တော်တွေဟာယနေ့တိုင်အပူဇော်ခံလျက်ရှိပြီးဆရာတော်ကြီးရေးသားခဲ့တဲ့တရားကျမ်းဂန်တွေဟာလည်းသာသနာပြုလျက်ရှိနေပါတယ်။ညောင်လွန်ဆရာတော်ဘုရားကြီးဟာစကားနည်းပြီးအလုပ်များတဲ့အာဇာနည်ပါ။သူဆွန့်လွတ်ခဲ့တဲ့ပစ္စည်းတွေဟာတောင်ပုံရာပုံရှိပေမဲ့သူရရှိသွားတဲ့တရားထုကတော့ကဘာတီသူ၍မပြောက်ပြတ်နိုင်တဲ့သာသနာယရနာဖြစ်နေပါတော့တယ်
အခုနားဆင်ခဲ့တဲ့ဇတ်လန်းလေးကတော့ယဟန္တာပုဂ္ဂိုလ်တူညောင်လွန်ဆရာတော်ဘုရားကြီးရဲ့ထူးထူးခြားခြားအချိန်တိုအတွင်းတရားထူးအစဉ်စဉ်ကိုရရှိခဲ့ပုံနဲ့ဆရာတော်ကြီးရဲ့အံ့ဖွယ်ဖြစ်စဉ်အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့တဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like and subscribe လုပ်ထားပြီးနောက်ထပ်ထူးခြားတဲ့ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြအောင်ခင်ဗျာ။